ဒီနှစ် Premier League ဖလားကိုဘယ်သင်းရမလဲကျွန်တော်ကြည့်လိုက်ရအောင် I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. မင်္ဂလာပါဗျလီယွန်စပေါ့ရှိုးကနေကြိုးဆိုလိုက်ပါတယ်ကျွန်တော်လီယွန်ပါဒီနှစ် Premier League ဖလားကိုဘယ်အသင်းကရနိုင်မလဲဆိုတာကိုတွက်ချက်သုံးသပ်ပေးသွားပါမယ်ဒီနှစ် Premier League ဖလားကိုအခုလက်ရှိအဆင့်1 2 3တဲ့တသင်းရပါလိမ့်မယ်တသင်းပဲရပါလိမ့်မယ်ပွဲစဉ်စက်ခွန်ကန်ပြီးတဲ့အချိန်ထိထိတ်ဆုံး3သင်းရဲ့ရမှတ်တွေကိုမှတ်ထားပြီးပါကျွန်တော်တွက်ပြသွားပါမယ်ပြီးတော့ထိတ်ဆုံး3သင်းရဲ့အမှတ်ကိုကျွန်တော်အခုပြပါမယ်ပရီးမီးယားလိပြိုင်ပွဲကစုစုပေါင်း38ပွဲကန်ရမှာပါဒါကိုပြည်သက်အများစုလည်းသိပါတယ်တင်ချာနီးနဲ့တွက်လို့ကောင်းအောင်လို့အားလုံးပွဲစဉ်ကို40လို့အလွယ်မှတ်ထားပေးပါပရီးမီးယားလိပွဲစဉ်40ကို8နဲ့စားလို့ရှိရင်85လီ40ပွဲစဉ်40ကို8နဲ့စားရင်85လီ40အကျွင်းတုံညရတယ်အဲဒါကြောင့်ပွဲစဉ်85လီ40ဖြစ်တဲ့အတွက်အဲ့တော့တပုံပွဲစဉ်10ပွဲပါတဲ့5ပုံရတယ်လို့အလွယ်မှတ်ထားပေးပါပရီးမီးယားလိပြိုင်ပွဲရဲ့စုစုပေါင်း5ပုံမှာ3ပုံအပီးဖြစ်တဲ့ပွဲစဉ်22အပီးထိပ်ဆုံး3သင်းရဲ့ရနိုင်တဲ့အမြင့်ဆုံးအမှတ်တွေကိုတွက်ပြပါမယ်ပြီးရင်တော့အခုကစပြီးနောက်လာမဲ့ပရီးမီးယားလိ5ပွဲပေါ့ဗျာအခုပြထားတဲ့ပုံလေးတွေရဲ့ရမှတ်အခုပြမဲ့ Aston Villa ရဲ့နောက်5ပွဲပြီးတော့Man City ရဲ့နောက်5ပွဲပြီးတော့ Arsenal အသင်းရဲ့နောက်5ပွဲအဲဒီထိပ်ဆုံး3သင်းရဲ့နောက်လာမဲ့5ပွဲကိုရမှတ်တွေထပ်ပေါင်းပါမယ်ပွဲစဉ်22ပြီးရဲ့အထိထိပ်ဆုံးအသင်းမှာရက်တည်နေတဲ့အသင်းက Premier League ဖလားကိုရရှိသွားမယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ထိပ်ဆုံး3သင်းရဲ့နောက်လာမဲ့5ပွဲမှာရနိုင်တဲ့အမြင့်ဆုံးအမှတ်တွေကိုကျွန်တော်တို့တွေ့ကြည့်ကြရအောင်เนาะအရင်ဆုံးအဆင့်3မှာရက်တည်နေတဲ့ Aston Villa အသင်းရဲ့နောက်လာမဲ့ Premier League 5ပွဲကိုကြည့်လိုက်ကြရအောင်အနည်းဆုံးပထမဆုံးကန်ရမဲ့ Chelsea နဲ့ Aston Villa ပွဲမှာအဝေးကွင်းဖြစ်တဲ့အတွက် Chelsea ရှိရာကျွန်တော်တို့ Aston Villa အသင်းကအမြင့်ဆုံးတမှတ်ရဖို့ပဲကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့နောက်တစ်ပွဲမှာလည်း Arsenal အိမ်ကွင်းမှာ AB လာကန်ရမှာ Aston Villa ကန်ရမှာပါအဝေးကွင်း Arsenal အိမ်ကွင်းမှာလည်း Aston Villa အမြင့်ဆုံးတမှတ်ပဲရနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်ပြီးသွားရင် Aston Villa ကွင်းမှာ Nottingham Forest နဲ့ကန်ရမယ်အဲ့ပွဲကိုကျွန်တော်3မှတ်ထပ်ပေါင်းလိုက်မယ်ပြီးရင် Crystal Palace နဲ့ Aston Villa အဲ့ပွဲမှာလည်းကျွန်တော်အဝေးကွင်းဖြစ်တဲ့အတွက်ဗျာAB လာ Crystal Palace ကိုအမြင့်ဆုံးတမှတ်ပဲရမယ်လို့ကျွန်တော်ယူဆမိပါတယ်အဲ့ဒီအတွက်တမှတ်ပဲထပ်ပေါင်းလိုက်ပါမယ်ပြီးသွားရင် Aston Villa ကွင်းမှာ Everton နဲ့ကန်ရမှာပဲအဲ့ပွဲကို3မှတ်ထပ်ပေါင်းလိုက်ပါမယ်အားလုံး5ပွဲမှာ Aston Villa အသင်းအမြင့်ဆုံးရနိုင်တာ9မှတ်ပါပွဲစဉ်22အပြည့်ရဲ့အထိမှာ5ပွဲမှာ Aston Villa အသင်းက9မှတ်ရမယ်ခုလက်ရှိ Aston Villa အသင်းအမှတ်က36မှတ်9မှတ်ရယ်36မှတ်ရယ်ပေါင်းရင်45မှတ်ရမယ်ပွဲစဉ်22ပြည့်ရဲ့အထိ Aston Villa အသင်းရနိုင်တဲ့အမြင့်ဆုံးအမှတ်က45မှတ်ပါအဲ့ဒီအမှတ်လေးကိုမှတ်ထားပေးပါပြီးပါရင်အဆင့် Premier League အဆင့်2ဖြစ်တဲ့ Man City အသင်းရဲ့အမြင့်ဆုံးရနိုင်တဲ့နောက်လာမယ့်5ပွဲမှာအမြင့်ဆုံးရနိုင်တဲ့အမှတ်ကိုကျွန်တော်ထပ်ပြီးတွက်ပါမယ်Nottingham Forest ကွင်းမှာ Man City နဲ့ကန်မယ်အဲ့ပွဲမှာတော့ကျွန်တော် Man City ကိုအနိုင်ပေးပါမယ် Man City 3မှတ်
ပြီးတော့စန်ဒါလန်ကွင်းစန်ဒါလန်ရဲ့အလင်းအောင်ကွင်းမှာမန်စီးတီးကန်မယ်အဲ့ကွင်းမှာတော့ကျွန်တော်နိုင်မယ်လို့မထင်ဘူးဗျကျွန်တော်အမြင့်ဆုံးမန်စီးတီးကတိတမှတ်ရမယ်လို့ပဲယူဆမိပါတယ်စန်ဒါလန်ကွင်းမှာကန်ရအတင်းတိုင်းလို့ခက်ခဲပါတယ်အဲ့ဒီအတွက်စန်ဒါလန်မန်စီးတီးကိုကျွန်တော်မန်စီးတီးအတွက်တိတမှတ်ပဲမျှော်လင့်ပါတယ်ပြီးတော့မန်စီးတီးနဲ့ချက်စီပွဲမန်စီးတီးကွင်းမှာကန်ရမှာချက်စီနဲ့လုံးဝမလွယ်ဘူးဗျအခက်မသိရင်ရှုံးသွားနိုင်တယ်သို့တော့မန်စီးတီးကွင်းလည်းဖြစ်တယ်မန်စီးတီးရဲ့နီးပြဂွာဒီယိုလာရဲ့ထိမ့်သိမ်းမှုရောကစားသမားရဲ့ကျွမ်းကျင်မှုတွေအကြောင်းသာကျွန်တော်မန်စီးတီးကိုအနိုင်ပေးလိုက်မယ်သုံးမှတ်ထပ်ပေါင်းလိုက်မယ်နော်ပြီးရင်မန်စီးတီးနဲ့ Brighton အဲ့ပွဲကိုလည်းမန်စီးတီးအနိုင်ကျွန်တော်ပေးလိုက်ပါမယ်မန်စီးတီးကိုအနိုင်သုံးမှတ်ပေးလိုက်ဟုတ်ပြီနောက်ဆုံးတစ်ပွဲဖြစ်တယ်မန်ယူနဲ့မန်စီးတီးပေါ့ဗျာအဲ့ပွဲကဒီမန်ချက်စတာဒါဘီပွဲဖြစ်တဲ့အတွက်မန်စီးတီးနိုင်မယ်လို့ကျွန်တော်မယူဆဘူးဒါပေမဲ့ရှုံးလဲမရှုံးတော့ဘူးလို့ယူဆမိတယ်အဲဒါကြောင့်မန်စီးတီးကိုတေးတမှတ်ပေးလိုက်ပါတယ်အဲ့ဒီအတွက်မန်စီးတီးရဲ့ပွဲစဉ်22ထိကန်ပြီးရဲ့အချိန်မှာရနိုင်တဲ့နောက်9ပွဲမှာရနိုင်တဲ့အမှတ်ကတော့အားလုံး17မှတ်ပါအခုလက်ရှိမန်စီးတီးရဲ့အမှတ်က38မှတ်17မှတ်ထပ်ပေါင်းလိုက်ရင်အားလုံး48မှတ်ပါနောက်9ပွဲမှာမန်စီးတီးရနိုင်တဲ့အမြင့်ဆုံးအမှတ်က48မှတ်အမှတ်လေးကိုမှတ်ထားပေးပါဟုတ်ပြီပြီးရင်အာဆင်နယ်အသင်းရဲ့နောက်လာမယ့်9ပွဲကိုကြည့်လိုက်အောင်အာဆင်နယ်အသင်းကအိမ်ကွင်းမှာပွဲစဉ်18ဖြစ်တယ်ပွဲမှာအာဆင်နယ်အသင်းကအိမ်ကွင်းမှာ Brighton နဲ့ကန်ရမယ်အဲ့ပွဲမှာအာဆင်နယ်အသင်းကိုကျွန်တော်အနိုင်ပေးပါမယ်နိုင်မယ်လို့ယူဆမိပါတယ်အဲ့အတွက်3မှတ်ပြီးတော့နောက်တစ်ပွဲအိမ်ကွင်းမှာပါပဲအက်စတွန်ဗီလာအာဆင်နယ်နဲ့အက်စတွန်ဗီလာပါအဲ့ပွဲကိုလည်းခက်ခဲမယ်ဆိုတာသိတယ်သို့သောကျွန်တော်နိုင်မယ်လို့ပဲယူဆမိတယ်ဘာဖြစ်လို့လဲဆိုတော့အက်စတွန်ဗီလာကွင်းမှာအာဆင်နယ်က2-1နဲ့ရှုံးထားတာဗျာအဲ့ဒီကျွေးကိုကစားသမားရောနီးပြရောပြန်ဆက်မယ်လို့ထင်တယ်ကျွန်တော်2-3-1အဲ့လောက်သွားမယ်လို့ထင်တယ်ဒါပေမဲ့1-2-1လည်းဖြစ်သွားနိုင်တာပေါ့ဘာဖြစ်ဖြစ်အာဆင်နယ်အနိုင်ဆုံးအနိုင်ကတ်မယ်လို့ပဲကျွန်တော်ယူဆမိပါတယ်အဲ့ဒီအတွက်အဲ့ပွဲအနိုင်ပေးလိုက်မယ်3မှတ်ပြီးရင်ဘုံမောင်းနဲ့အာဆင်နယ်ပွဲအာဆင်နယ်နိုင်ပါတယ်ဘုံမောက်ကွင်းဆိုပေမဲ့ဘုံမောက်ကအာဆင်နယ်ကိုအနိုင်ယူနိုင်တဲ့ခြေစွမ်းမရှိပါဘူးသို့တော့ကျွန်တော်အမြင့်ဆုံးအာဆင်နယ်အသင်းကိုတေးတမှတ်ပဲယူလိုက်မယ်အဲ့ဘုံမောက်အာဆင်နယ်ပွဲမှာတေးတမှတ်ပဲရမယ်ပြီးတော့အာဆင်နယ်လီဗာပူးလာပြီဗျာဒီပွဲဆိုလည်းပွဲကောင်းလီဗာပူးကခြေစွမ်းပြန်တက်လာပြီမှန်တယ်ဒါပေမဲ့လီဗာပူးကွင်းမှာအာဆင်နယ်အသင်းရှုံးထားပဲအာဆင်နယ်အသင်းကခုလက်ရှိပွဲစဉ်ဆက်ခွန်ကန်ပြီးရဲ့အချိန်ဒီ2ပွဲပဲရှုံးထားတယ်အဲ့2ပွဲကလီဗာပူးကွင်းမှာရဲ့အက်စတွန်ဗီလာကွင်းမှာရဲ့အဲ့2ပွဲပဲရှုံးထားတယ်ကျန်တဲ့အိမ်ကွင်းပွဲအကုန်လုံးမှာသူကတပွဲပဲတေးကြတာကျန်တဲ့ပွဲအကုန်နိုင်ထားတယ်အဲ့အတွက်လီဗာပူးကိုလည်းအကျွေးဆက်မယ်လို့ထင်ပါတယ်အဲ့အတွက်ကျွန်တော်အာဆင်နယ်ကိုအနိုင်3မှတ်ပေးပါတယ်ပြီးရင်နောက်ဆုံးပွဲဖြစ်တဲ့ပွဲစဉ်20နှစ်နောက်ဆုံးပွဲဖြစ်တဲ့ Nottingham Forest နဲ့ Arsenal အဲ့ပွဲမှာလည်း Arsenal နိုင်မယ်လို့ကျွန်တော်ယူဆတယ်သို့တော့ကျွန်တော်Arsenal ဇယားထိတ်ကအတင်းဖြစ်နေတဲ့အတွက်ကျွန်တော်အမြင့်ဆုံးတမှတ်ပဲယူလိုက်မယ်တမှတ်ပဲပေးလိုက်မယ်ဗျ Arsenal ကိုကျွန်တော်တမှတ်ပေးရဲ့ပွဲ2ပွဲရှိပါတယ်နော်ဘုံမောင်းတဲ့ပွဲရဲ့အဝေးကွင်းဖြစ်တဲ့ဘုံမောင်းတဲ့ပွဲရဲ့ဒီ Nottingham Forest နဲ့ပွဲအဲ့2ပွဲကိုကျွန်တော်တမှတ်စီပဲ Arsenal ကိုပေးလိုက်ဟုတ်ပြီအဲ့9ပွဲမှာအာဆင်နယ်အသင်းရဲ့အမြင့်ဆုံးရနိုင်တဲ့အမှတ်က17မှတ်ပါအဲ့ထက်ပိုရသွားနိုင်တယ်သို့ဆိုကျွန်တော်17မှတ်ပဲပေးရဟုတ်ပြီအာဆင်နယ်အသင်းကို17မှတ်ပေးလိုက်ပြီအခုလက်ရှိအာဆင်နယ်အသင်းရရှိတဲ့အမှတ်က39မှတ်ပါ39မှတ်ရဲ့17မှတ်ပေါင်းအမှတ်50ဟုတ်ပြီအဲ့ချိန်မှာပွဲစဉ်22ပြီးရဲ့အချိန်မှာအက်စတွန်ဗီလာတတိယအဆင့်ကအက်စတွန်ဗီလာအသင်းအမြင့်ဆုံးရနိုင်တာ45မှတ်မန်စီးတီးကအမြင့်ဆုံးရနိုင်48မှတ်အာဆင်နယ်အသင်းအမြင့်ဆုံးရနိုင်အမှတ်50ဟုတ်ပြီအဲ့ဒီအချိန်မှာပွဲစဉ်22ပြီးရဲ့အချိန်ထိပရီးမီးယားလိရဲ့9ပုံပုံရင်3ပုံအပီးလို့ပြောလို့ရတယ်ပွဲစဉ်22ပြီးတဲ့အချိန်ထိကျွန်တော်ခုလက်ရှိအမြင့်ဆုံးတွက်ရသလောက်အဆင့်3ကအက်စတွန်ဗီလာရောအဆင့်2ကမန်စီးတီးရောအာဆင်နယ်အသင်းကိုအမှတ်ရမှတ်တူလည်းမရက်တည်နိုင်ဘူးကြော်လည်းမကြော်ဖြတ်နိုင်ဘူးအဲအကြောင်းမလို့ဒီနှစ်ပရီးမီးယားလိဖလားကိုကျွန်တော်ကအာဆင်နယ်အသင်းရသွားမယ်လို့ကျွန်တော်ကယူဆမိပါတယ်ကျွန်တော်တွက်ချက်မိပါတယ်
နောက်တဲ့တေချာတဲ့တွက်ချက်မှုတစ်ခုကိုပြမယ်ဗျာဘာလဲဆိုတော့အဲ့ကပရီးမီးယားလိမှာဖလားရခြင်းအသင်းတစ်သင်းက9ပွဲတည်းပို့ရှုံးလို့မရဘူး9ပွဲတည်းရှုံးပြီးသွားရင်အဲ့သင်းကဖလားမရဘူး90%ဖြစ်သွားပြီအဲ့အကြောင်းတို့ခုလက်ရှိမန်စီးတီးက18ပွဲကန်ပြီးတဲ့အချိန်ဒီမှာပွဲစဉ်4ပွဲရှုံးထားတယ်အဲ့ဒီအတွက်မန်စီးတီးရဲ့ပရီးမီးယားလိဖလားရနိုင်တဲ့အခွင့်အရေးကအခုလက်ရှိချိန်မှာနော်20%ပဲရှိပါတယ်ပြီးတော့အဆင့်3မှာရောက်နေတဲ့ Aston Villa အသင်းက3ပွဲပဲရှုံးထားတယ်အဲ့အတွက်သူကပရီးမီးယားလိဖလားကိုရနိုင်တဲ့အခွင့်အရေး40%ရှိပါတယ်ခုလက်ရှိအာဆင်နယ်အသင်းကတော့2ပွဲရှုံးထားတယ်အဲ့အတွက်ပရီးမီးယားလိဖလားကိုရနိုင်တဲ့ရာခိုင်နှုန်း60%ရှိပါတယ်ကဲဒါဆိုရင်ကျွန်တော်ညီကုန်းကိုသွားလိုက်အောင်ကဲဒီဇင်ဘာပွဲချက်အပီရောပွဲစဉ်22အပီအထိပါထိတ်ဆုံး3သင်းရဲ့ရနိုင်တဲ့အမှတ်တွေကိုကျွန်တော်တွက်ပြပြီးသွားပါပြီပရီးမီးယားလိဒီဖလားမှာဖလားရခြင်း9ပွဲထက်ပိုရှုံးလို့မရဘူးဆိုတော့လေကျွန်တော်ပြောပြပြီးပြီကဲဒါဆိုရင်ထိတ်ဆုံးအသင်းက9ပွဲရှုံးမှသာအောက်ကအဆင့်2နဲ့3အသင်းကအခွင့်အရေးရနိုင်မယ်လို့ကျွန်တော်မြင်ပါတယ်ပြီးတော့ပွဲစဉ်22ပြီးရဲ့အထိအောက်က2သင်းတည်းက1သင်းမှာအာဆင်နယ်အသင်းကိုအမှတ်တူသို့မဟုတ်ကြော်မတက်နိုင်ခဲ့ဘူးအမှတ်ကြော်မတက်နိုင်ခဲ့ဘူးဆိုရင်ဒီနှစ်အာဆင်နယ်ဖလားရမဲ့နှစ်ပါပဲလို့သုံးသပ်ရင်ဒီနေရာလေးမှာနားခွင့်ပြုပါကဲမိတ်ဆွေတို့ကဘယ်လိုမိတ်ဆွေတို့ကဘယ်လိုမြင်ကြလဲပေါ့ဗျာအောက်က comment မှာဝင်ရောက်ဆွေးနွေးရင်းခုန်သွားခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်โอเคကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်